YouTube ပေါ်မှာဗီဒီယိုတစ်ခုရှိခဲ့ကြာချိန်ကနှစ်ပေါင်း140ကျော်ဒါပေမဲ့ဖွဲ့စည်းလို့ရှိရင်ဘာမှမရှိဘူးအမဲရောက်စဖွင့်တစ်ခုပဲဒါဆိုလူပေါင်းတန်းနဲ့ချီပြီးတော့ဘာလို့ဝင်ကြည့်နေကြတာလဲ YouTube မှာဗီဒီယိုတစ်ခုကိုတစ်နာရီနှစ်နာရီလောက်ထားတာကိုတော့မှများတယ်လို့ထင်ရပါတယ်ဒါပေမဲ့တယောက်ယောက်ကနှစ်ပေါင်း140ကျော်ကြာအောင်ဗီဒီယိုတစ်ခုကိုသတ်မှတ်ပြီးတော့တင်လိုက်တယ်ဟုတ်ပါတယ်အဲ့ဒီဗီဒီယိုကလွန်ခဲ့တဲ့နှစ်ပေါင်း140ကတင်ထားတာမဟုတ်ဘူးနော် YouTube ကိုယ်တိုင်က2005ခုနှစ်မှာစတင်ခဲ့တာပါဒီဗီဒီယိုကိုတော့မကြာသေးခင်ကမှတင်ထားတာဒါပေမဲ့သူ့ရဲ့ duration ကိုနှစ်ပေါင်း140ကျော်သတ်မှတ်ထားခဲ့တာလူတွေကစိတ်ဝင်စားလို့ဝင်ကြည့်ကြတယ်ဖွင့်လိုက်ရင်တော့အနက်ရောင်ဆက်ခွင့်ဘာအတန်မှမရှိဘူးဘာသာမှလည်းမရှိဘူးဘာဖြစ်လို့ဒီလိုထားရလဲဆိုတာလဲရှင်းရှင်းလင်းလင်းမပြောထားဘူးအဲ့ဒီချိန်မှာပဲအင်တာနက်ပေါ်ကလူတွေကစပြီးတော့ခံမှန်းကြတယ်နှစ်ပေါင်း140အကြာမှာဖြစ်လာမယ့်ရာတစ်ခုအတွက်တင်ထားခဲ့ရလားဘူသားတွေမရှိရတဲ့အချိန်ကြီးထားမဲ့ဗီဒီယိုလားအမမို့ YouTube ရဲ့ system ကိုဆက်သက်ထားလားဆိုပြီးတော့အမျိုးမျိုးပြောကြပါတယ်ဒါပေမဲ့ဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းတာကဘာကြောင့်နှစ်ပေါင်း140လဲဘာကြောင့်10နှစ်မဟုတ်တာလဲဘာကြောင့်နှစ်တရာမဟုတ်တာလဲဘာကြောင့်လူတစ်ယောက်ရဲ့တက်တန်ခတ်တောင်ရှင်းလျားတဲ့အချိန်ကိုရွေးခဲ့ရတာလဲအဲ့ဒီမိကုံတွေကြောင့်ပဲဒီဗီဒီယိုကလူတွေရဲ့အာရုံစိုက်မှုကိုရခဲ့တာဒါပေမဲ့ဒါကတကယ်ဗီဒီယိုမဟုတ်ဘူးပြောရစမ်းကြတဲ့ message တစ်ခုဆိုတာလည်းတတ်သိမရှိဘူးအခုချိန်မှာတော့နှစ်140ကြာတဲ့ဗီဒီယိုတစ်ခုကိုဘာအတွက်တင်ခဲ့ရလဲဆိုတဲ့မိကုံကပဲအင်တာနက်ပေါ်မှာစိတ်ဝင်စားကြဖြစ်နေတော့မှတကယ်လို့နှစ်140ကြာပြီးတဲ့အချိန်မှာဒီဗီဒီယိုကိုဇော်ပြားကဖွဲ့စည်းနိုင်သေးရင်အဲ့ဒီချိန်မှာဒီဗီဒီယိုထဲမှာဘာတွေရှိနေမှာလဲအဲ့ဒါကိုတော့ဒီနေ့ထိကျမတို့ဘယ်သူမှသိနိုင်မှာမဟုတ်ဘူး